40ကျော်မျိုးသမီးတွေအတွက်ကျမကတော့ဒီနေ့ကိုကျင်းတဲ့ဆရာအရန်ကောင်းပြီးတော့မှတမိုးရှိတဲ့အရာတွေကိုဒီနေ့ဖော်ထုတ်ပေးဖို့အတွက်အချက်ကလေး3ချက်နဲ့ကျမမျှဝေပေးမယ်နော်နံပါတ်1အချက်ဒါကတော့ကျမတို့ကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတွေကိုယ့်ရဲ့မိသားစုဝင်တွေရဲ့ချစ်ချင်းမြတ်တာတွေကိုကျမတို့ကတမိုးထားမယ့်အရွယ်တွေကိုရောက်ရှိလာပါပြီပြီးရင်ကျမတို့ရဲ့ဒီလူပြိုလှပမှုတွေထက်ကျမတို့ရဲ့စိတ်ထားလေးတွေကပို့ပြီးတော့မှဂုဏ်ယူစရာကောင်းအောင်ကျမတို့နေထိုင်ဖို့လိုအပ်လာပါပြီနံပါတ်2အချက်ကျမတို့ကလေနုပြိုမှုကတော့အားကျစရာပေါ့ဒါပေမဲ့အဲ့ဒီနုပြိုမှုတွေကကျမတို့ကစေဝါးတွေနဲ့နုပြိုအောင်လှုပ်ထားခဲ့မယ်ဆိုရင်တော့အားကျစရာကောင်းတာတစ်ခုပေမဲ့ရေရှည်မှာကျမတို့ကျန်းမာရေးအတွက်တွေကိုအထောက်အကူပြုဖို့ကမလွယ်ဘူးဒါဆိုရင်ကျမကတော့အသက်40ရဲ့အလှတရားအတိုင်းစက်တည်ရှိလေးနဲ့လှပခြင်းတွေကိုကျမ3အချက်ဒါကတော့ကျမတို့ကစိတ်ထားနဲ့ဉာဏ်ပညာကိုကျမတို့ကပွာသုံးရမယ်အသက်အရွယ်တစ်ခုကိုရောက်ရှိသွားပါပြီဒါဆိုရင်ကျမတို့ရဲ့လူနေမှုပုံစံလေးကစိတ်ချမ်းမွေ့စရာလေးဖြစ်လာမှာပါကျမကတော့ကိုယ့်ရဲ့မိတ်ဆွေတွေကိုအမြဲတမ်းစိတ်ချမ်းသာစရာလေးတွေကိုမျှဝေပေးနေတဲ့ချိုစဉ်ဟာပါဝါဖြစ်ပါတယ်ဒီနေ့ကျမပြောပြတဲ့အရာလေးတွေကအရန်ကိုအဓိပ္ပာယ်ရှိတယ်ဆိုရင် yes လို့မှတ်ခဲ့ပေးပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်